မနက်ခင်းနိုးထလာတာနဲ့ကျွန်တော်တို့နေ့စဉ်လုပ်ရတဲ့အလုပ်ဆိုတာလူတိုင်းမှာရှိပါတယ်လူအများစုက fitness coach အလုပ်ကိုပင်ပန်းတယ်ခက်ခဲလို့ယူဆနိုင်ပေမဲ့ကျွန်တော်တို့ဒီလုပ်ကကျွန်တော်ဝါသနာပါတဲ့အလုပ်ဖြစ်နေတဲ့အတွက်ကြောင့်ပင်ပန်းတယ်လို့မခံစားရပါဘူးဘဝတစ်လျှောက်လုံးကျမ်းမာတန်ဆွမ်းပြီးကိုချဲ့တဲ့သူနဲ့အချင်းကြကြနေဖို့ဆိုရင်တော့အလုံးလုံးနေုံနဲ့မရပါဘူးအလေးမှအာကစားနည်းရခန္ဓာကိုယ်တစ်ခုတည်းကိုလှပယူနေမဟုတ်ပဲမိမိရဲ့ကျမ်းမာရေးအတွက်လည်းထောက်ကူပြုစေတဲ့အာကစားနည်းတစ်ခုပါပဲရေကူးအားကစားနည်းအသက်လုံလဲကောင်းစီသလိုစိတ်ကိုလည်းပေါ်ပါလန်းဆန်းစေတာကြောင့်မကြာခဏရေကူးလေးရှိပါတယ်ကျွန်တော်ရဲ့ daily lifestyle မှာကျန်းမာရေးကိုပဲအာရုံစိုက်နေရတာမဟုတ်ပဲကျွန်တော်ယုံကြည်ကိုးကွယ်တဲ့ဘာသာရေးကလည်းတစ်စိတ်တစ်ပိုင်းဖြစ်ပါဝင်နေစေဖြစ်ပါတယ်တန်ရှင်းလက်ဆက်တဲ့နေကြီးတွေကိုခန်းစားရင်ကျမ်းမာပျော်ရွှင်တဲ့ဘဝကိုဖြတ်သန်းမှုကလည်းကျွန်တော်ဘဝရဲ့စံနှုန်းတစ်ခုပါပဲကျွန်တော်ရဲ့တရက်တာလှုပ်ရှားလုပ်တွေကိုလုပ်ပြီးတော့စိတ်အနာရဖို့အတွက်ကျွန်တော်တငယ်ချင်းနဲ့ချီတရက်တာကိုကုန်ဆုံးစေပါတယ်ကျွန်တော်နေထိုင်နေတဲ့ Royal ဒုက္ခကွန်တို့အခန်းလေးရဆိုရင်တော့ဖြစ်ကျွန်တော်ရဲ့ lifestyle နဲ့တသားတည်းကြနေတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်တကယ်လို့ကျွန်တော်ရဲ့အယောင်ခံလေးကိုစိတ်ဝင်စားတယ်ဆိုရင် TMT Real Estate မှာဆက်သွယ်ပြီးမြင်နိုင်ပါတယ်ခင်ဗျာTMT Real Estate